အားလုံးမင်္ဂလာပါရှင်အခုနှင်းစီပန်းလေးထူပြပါမယ်နော်နှင်းစီပန်းလေးလို့ပွင့်ဖက်လေးရအတွန်းလေးနဲ့ဥစားလေးတွေထူပြပါမယ်လို့အတွန်းလေးတွေနေပါဒါလေးရအဖူးလေးတွေပေါ့နော်ဒီလိုအဖူးလေးတွေကတော့ယိုးနေပြီဒီလိုအဖူးလေးတွေကတော့ယိုးနေပြီအဖူးလေးတွေဟုတ်တယ်ဒီလိုလေးပွင့်ဖက်လေးနဲ့ပုံစံမျိုးလေးပွင့်ဖက်လေးအချုံလေးနဲ့ဒီလိုလေးထောင်ပုံလေးနဲ့ထူပြပေးပါမယ်နော်ကျမဒီမှာတော့အနားတက်လေးတွေတီးရွက်လေးတွေထူထားတယ်တီးရွက်လေးတွေဒီကြားလေးထဲမှာထူမှာပါတီးရွက်လေးနှစ်ခုကြားလေးထဲမှာထူမှာပါနော်ဒါလေးနဲ့တီးရွက်လေးတွေထူထားတာပါတီးရွက်လေးကြားနှစ်ခုလေးကိုထူပါမယ်နော်အကြားလေးနှစ်ခုလေးမှာထူပါမယ်ချီကို slip knot လေးထုံထားမယ်နော်အဲ့ဒါလေးကိုဒီဘက်ချီကစိမ့်ပုတ်ဒီထဲလေးတွေထုပါမယ်နော်ဒီထဲကနေဆွဲယူမယ်ချီကိုပြီးရင်စမီ15ပြီလောက်ပါမယ်1 2 3 4 5 6 9 10 11 12 13 14 15ပဲလောက်ပြီးတော့ထိုင်ရှိတစ်ပေါက်မှာ3ထိုင်စီထိုးမှာပါအဲ့မှာ3ခုမြောက်ကျဆန်ပြီး3ခုမြောက်မှာစာထိုးပါမယ်နော်ဒါရိုးတိုင်ရှိ3တိုင်တစ်ပေါက်ကို3တိုင်ထိုးပါမယ်ဒီนี่3အဲ့လိုမျိုး5ပေါက်ထိုးပါမယ်တစ်ပေါက်3တိုင်နဲ့5ပေါက်ထိုးပါမယ်ဒီนี่2ပေါက်ဒီนี่3ပေါက်นี่3 4ပေါက်ဒီนี่5ပေါက်ထိုးပါမယ်5ပေါက်မှာတစ်ပေါက်ကို3ထိုင်စီထိုးထားပါမယ်နောက်ပြီးတော့နောက်ကျန်တဲ့အပေါက်တွေမှာကြတော့ပထမတိုင်3တိုင်ထိုးလို့ရှိရင်ပထမတိုင်ဟာတိုင်1ရက်တိုင်ဒုတိယတိုင်ကို2ရက်တိုင်ထိုးပါမယ်2ရက်တိုင်တတိယတိုင်1ရက်တိုင်ပြန်ထိုးပါမယ်နော်ဒီတိုင်တစ်ခုနေတိုင်တစ်ခုဒီတိုင်တစ်ခုချီလေးတော့မကြမ်းစေနဲ့နော်အကုန်အောင်ဆွဲပြမယ်နော်အဲ့လိုမျိုးဒီတစ်ပေါက်ထိထိုးပါမယ်ဒီတစ်ပေါက်လေးတော့ခြံထားမယ်နော်အခုနောက်ဆုံးပေါက်တစ်ပေါက်ခြံနေနော်နောက်ဆုံးပေါက်တစ်ပေါက်ခြံတာတရက်တိုင်2တိုင်ထိုးပါမယ်တရက်တိုင်2တိုင်ထိုးပြီးတော့ကျဆန်မီ2ပင်လို့ရှိရင်ကျဆန်မီ2ပင်ကိုဒီထဲမှာရှက်ကော်လေးနဲ့ဆုံးတက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆုံးတက်တဲ့ထိုးပြီးတော့နည်းနည်းလေးချီနည်းနည်းရှည်ရှည်လေးဖြတ်ထားပါမယ်နော်ဒါလေးတွေက
ရိုးရိုးအဝိုင်းလေးနဲ့မတူတော့ဒီနားလေးကအချွန်လေးဆိုတကယ်ကိုပွင့်ဖက်လေးလို့ဖြစ်နေတာပေါ့နော်ဒါလေးကိုနေရာတခြားလေးပြန်ချရံပွင့်လေးထူဖို့နေရာတခြားပြန်ချပေးပါလေးနဲ့လောက်ပါမယ်နောက်ကိုဒါလေးနေရာတခြားပြန်ချပေးပါနော်လှလေးဖြစ်အောင်ပြီးရင်တစ်ဖက်လှန်ပြီးတော့ပြီးရင်ပထမတော့ကျမတို့ကဒီဘက်တစ်ချောင်းလောက်ထားတယ်နောက်တစ်ခေါက်ကဒီဘက်တစ်ချောင်းပြန်လုပ်ပါမယ်နော်ကိုချီစားနောက်ကိုဒီချာလေးကိုချီပြီးတော့အလျာလာတိုင်းခြားရည်မှာချီစားလေးကိုထည့်ထားပါမယ်ထည့်ပြီးတော့ချီစားလေးတွေတင်ပါမယ်နော်ဒီထဲမှာတခြားချီစားလေးတွေတင်ပါမယ်မြင်းစီပန်းလေးအလားလေးတပြင်းရပါပြီနည်းနည်းကြီးကြီးလေးရဖြစ်တယ်ဒီတက်နည်းနည်းလေးကြီးချင်းရင်ဒီတက်နည်းနည်းလေးကြီးချင်းရင်18ကျက်စံမီ18ခုလောက်လို့ပေါ့နော်ဒီလေးနဲ့တော့ရှင်းလို့လောက်ကလေးအသေးရတော့အယူဒါလည်း15ခုနဲ့လောက်တာပဲဒါပေမဲ့ဒီက15ခုနဲ့လောက်တဲ့ဥစ္စာလေးကဒါလေးရတော့နည်းနည်းလေးပို့ပြီးတော့4000လေးဟိုထောင်လေးထွက်တာပေါ့နော်ပွင့်ဖက်လေးကအချွန်လေးတွေထွက်နေတယ်လို့မျိုးလေးတဘာဝလေးနဲ့ပို့နေဆက်တာပေါ့နော်ဒီပင်ဒီပန်းလေးကကျေးဇူးတင်ပါတယ်